ဝိုင်ဒီဆန်မွန်းရစားလို့ရလို့လား ရတယ်မမဝိုင်တို့ဘယ်ရောက်နေလဲပပန်းလေးကိုငါအစိမ့်နေလားအကျူရပတ်စားမယ် ငါကြိုက်တတ်တယ်ဟိုင်ဘယ်လိုနေမှန်တော့ကာတာပါကာတာ မှန်တော့ကလာပါလေကြောက်နေတယ်မလေးက3လောင်းပဲ ဟဲ့ 3လောင်းတယ်3လောင်းတယ်ယေမမပါစားမ baby auto bus no စောစားမယ်ဘယ်ဆုံး ဇွန်မမ ဘယ်ဆုံးစိမ့်တက်လို့ဖို့အတွက်ဘယ်ဆုံးနေရွေးနေစိမ့်စားမှာလား မစားကြောက်လို့ခုနကအဲ့တကောင်ရွေ့သွားတယ်လက်ကြီးဟာကနန်းနေခရုအပြာလေးဟဲ့မဝိုင်ဒီဆန်မွန်းရစားလို့ရလို့လား ရတယ်ဒီငါးကအစိမ့်ဆိုပေမဲ့သူက sushi grade 7ပေါ့အဲ့တော့ကြောင့်စားလို့ရတယ်ပန်းစားကြည့်ပါလား လက်နဲ့စားတော့မယ်အားရပါရ အားရပါရကောင်းတော့ဗောတွေ့လိုက်ကြည့် soy sauce နဲ့စားကြည့်မယ် ကိုလာ တောင်းတယ်ညလည်းမညဘူး မမဝိုင်ကတော့အမြဲတမ်းလာစားနေကြဒါပေမဲ့အခုမတူတော့တာကြတော့အရင်လိုစက်မုံကောင်တာမရှိအောင်ကိုစားတဲ့လောက်ကိုမှားတာပေါ့နော်ဒါဆိုရင်ဒါ10ပွဲစားပထမတစ်ပွဲစားပွဲဒါကကြတော့ပွဲ30စားမှာထားပါအခုတော့အဲ့ဒါပါလိရောဟောဒိန်ကြီးဆော့ဘဲရုပ်ကတ်ဒီပါကြည့်တော့မယ်ဟုတ်လားမဝိုင်အစင်းစားတောင်းဆိုင်ရလား တန့်နေသူကကြတော့ fresh ဖြစ်တဲ့အတွက်ကြောင့်ဘက်တီးရီးယားမရှိဘူးဟိုလေဆယ်မွန်ကအရှင်ကနေပြီးတော့ကွာခုတ်ထားတာကွာဒီကအဲ့လိုပုံစံမျိုးဖြစ်တဲ့ကြောင့်ဘက်တီးရီးယားမရှိဘူးဒီတစ်ခါတော့ mayonnaise နဲ့ dip လုပ်ပါပဲ mayonnaise ဆယ်စားမှာပေါ့နော်ဒီတစ်ခါဒီဘိုက်သားလေးတွေပဲဂျယ်လီလေးစားရတယ်လို့ပဲအစ်ဆက်တာကြိုက်တယ် โอเค အမဘက်ကနေပါ ဒါလေးတစ်ခုရ brownie cake လေးတစ်ခုယူမယ်စကားကလေးတစ်ခုပေါ့နော်ဒီမှာရပြီထိုင်ပြီးကောင်းလိုက်ဒါလေးလား Persian cake လေးတစ်ခု cheese cake ကတော့မကြိုက်လို့မထည့်တော့ထားမယ်တော့ပဲအခုတော့ပါလေအဲ့လိုလိုက်တော့ဘောဆို chocolate ပုံများတယ် အများကြီးစားတာ ဟုတ်မှာကိတ်လေးတော့ဆက်လိုက်အောင်မယ်ကြားတော့နော် ပြောတော့မစားတော့ဘူး ဘိုက်ကအရူရူစပြီးစားလာတာ စားလာတာမစားတော့ဘူးပြောတော့စားတော့ပကံလောက်ရှိတယ် ဘိုင်သားလည်းပဲပါ ဘာစားလဲဆိုအဲ့ကွာချက်ထောက်တွေနောက်ပြီးတော့ကိတ်မုတ်တွေလည်းအများကြီးပဲဆူရှီလည်းဆူရှီတွေဖြစ်လာတာ